အားလုံးပဲမင်္ဂလာပါဗျာ Anzo Recap ဘာမှအနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ Anzo ပါ Chapter 2ရဲ့စာဝင်ပလီနဲ့တိုက်ခိုက်ပြီးမိနစ်50အကြာမှာတော့ကိုတီညွန့်ဆိုရင်ပြင်ဝင်ပလီတွေအကုန်လုံးတက်ဖြတ်ပြီးသားရွေးဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ကိုတီညွန့်ကတည်နေတဲ့ဝင်ပလီရဲ့စိတ်ဝင်နေသူ့ရဲ့မော်စောအားနဲ့စိတ်ဥပစ်လိုက်ပါတယ်မိန်းကလေးသုံးယောက်ကလည်းသူ့ကိုကြည့်နေကြပြီးတော့အဲ့ထက်ဇွေဝင်ဝါနဲ့တယောက်ကခေါင်းဆောင်ငါတို့အိမ်မက်မက်နေရလားသူတယောက်တည်းနဲ့ဝင်ပလီအကုန်လုံးကိုတက်ပလိုက်တယ်ဆိုပြီးတော့သုံးစလုံးအံ့ဩစာနဲ့ကြည့်နေကြပါတယ်ငါလည်းမော်ဆရာတယောက်ကဒါပေမဲ့ဒီလိုဆွမ်းရင်းခါမှမမြင်ဘူးလို့ကိုတီညွန့်တော့ပြောနေပါတယ်ကိုတီညွန့်ကလည်းဘယ်သူကငါမော်ဆရာလို့ပြောလို့လဲဆိုပြီးပြန်ပြေးလိုက်တယ်ဘယ်အောင်မိန်းကလေးကလည်းကျွန်တော်နဲ့ကြည့်နေပြီးတော့ဒါဆိုရင်မင်းကဘာလဲလို့ပြန်ပြေးလိုက်တယ်အဲ့ဒီခါမှာတော့ကိုတီညွန့်ကခရီးလေးပြုံးပြီးတော့သူ့ရဲ့အတိတ်ကအကြောင်းအရာတွေကိုပြန်စဉ်းစားမိတော့တယ်အခုလက်ရှိကိုတီညွန့်ပိုင်ဆိုင်တဲ့ဆွမ်းရည်ကတော့ SS ဆွမ်းရည်ရှိတဲ့တာမင်းမော်ဆွမ်းရည်တစ်ခုပါအဲ့ဒီနောက်မှာတော့ကိုတီညွန့်ရဲ့ဆွမ်းရည်တွေကို system တစ်ခုအနေနဲ့ဖော်ပြပြီးတော့ကိုတီညွန့်ကသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်ကျွန်တော်နာမည်ကတော့လင်းရွမ်းပါငါအပြောင်ခြေရနေလာပြီးတော့အချိန်နောက်ပြန်လာတဲ့သူတစ်ယောက်ပါအဲ့ဒါနဲ့ပဲကိုတီညွန့်ဆွဲရှိပြီးတော့သူ့ရဲ့အတိတ်ကအကြောင်းအရာတွေကိုစတိုက်ပြောရတယ်လွန်ခဲ့တဲ့3နှစ်လောက်ကတိပ္ပံပညာရှင်တွေကနှဆိုးကျေလိုအမည်ပေးတဲ့အေယာမလက်ဝက်ဆန်ကျအာကာသအရာဝတ္ထုတစ်ခုကငါတို့ရဲ့ကဘာနီးနာကိုရုတ်တရက်ပေါ်လာတာကိုတွေ့ခဲ့ကြရတယ်နောက်3လလောက်ကြာတော့မိမတိကမ္ပဏီတစ်ခုကနေပြီးမတင်နိုင်တဲ့ဂိမ်းပါဆိုပြီးဂိမ်းတစ်ခုကိုထုတ်ဝေခဲ့တယ်ငါတို့ကဘာထက်ကျော်လွန်နေတဲ့နည်းပညာတွေပါဝင်နေတော့အကုန်အန်းသိခဲ့တာပေါ့သူတို့ထုတ်ထားတဲ့ဂိမ်းနဲ့ဝင်ရောက်ကစားပြီးတဲ့နောက်မှာလူသားတွေကမတူညီတဲ့စင်တန်းတတ်မှတ်ချက်တွေကိုတတ်မှတ်ပြီးခံလိုက်ရတယ်ဂိမ်းထဲမှာလူသားတွေကတတ်မှတ်တဲ့ကျော်လွန်တဲ့စွမ်းအားတွေရရှိခဲ့ပြီးတော့ဘလူးတွေတိုက်ခတ်နိုင်တဲ့စွမ်းအားတွေတိုးလာကြတယ်အစားပိုင်းမှာလူတွေကဒါကိုဂိမ်းတစ်ခုဖြစ်ပဲမြင်ရပြီးတိတ်ပြီးမဆိုင်ခဲ့ကြဘူးဒီနေ့မှာတော့ချို့တော်လူသားတွေကဂိမ်းထဲမှာရရှိခဲ့တဲ့စွမ်းရည်ရောပြင်ကောင်းမှာရရှိလာကြတယ်အဲ့ဒီချိန်ကနေစပြီးခြေတာနဖျားကိုယ်ွယ်သူတွေလို့ခေါ်တဲ့လူစုစွာဂိမ်းထဲနေစဉ်အပြင်ကဘာတွေကိုကူပြောင်းလာပြီးလူသားတွေစတင်တက်ဖြတ်ခဲ့ကြတယ်ကိုတီညွန့်မိဘတွေလည်းအကိစ္စဖြစ်ပြီးမချခင်မဖက်တက်ဖြတ်ခံခဲ့ရပါလူသားမျိုးနွယ်တွေကကဘာလုံးမှရှိတဲ့နိုးရသူတွေစူးစီးပြီးခြေတာနဖျားကိုယ်ွယ်သူအဖွဲ့ကိုပြင်လည်တိုက်ခတ်ခဲ့တဲ့အခါမှာလေနိုင်မြူနိုင်ခဲ့ကြပါဘူးအတိုင်းမဲ့လွန်ခဲ့တဲ့နိုင်လောက်ကသူ့အသက်ပြင်ရှင်လာပြီးဒီမသိနိုင်တဲ့ကဘာကြီးကိုပထမဆုံးဝင်လာတဲ့အချိန်ကိုမမျှော်လင့်မဲ့ပြင်လည်ရောက်ရှိလာခဲ့ရပဲဖြစ်ပါတယ်ဒီတစ်ခေါက်ပြန်လည်ရှင်းတန်လာတဲ့အခါမှာတော့ system ကိုတီညွန့် SSS ဆွမ်းရည်တစ်ခုကိုတတ်မှတ်ပြီးထားခဲ့ပြီးတော့ကိုတီညွန့်ကလည်းဒီတစ်ခေါက်တော့9မီတာစုနဲ့အပြောင်းအချေကဘာကိုကာကွယ်မယ်ဆိုပြီးကြုံဝလိုက်ပါတယ်အဲ့လိုနဲ့ကိုတီညွန့်ရဲ့အတိတ်ကအကြောင်းအရာတွေကိုပြပြပြီးတဲ့နောက်မှာတော့ယခုလက်ရှိအချိန်မှာတော့ system ကနေပြီးမင်းဝင်ပလီတွေကိုပြန်လည်ဆင့်ခေါ်မလားဆိုပြီး note တက်လာပါတယ်ကိုတီညွန့်ကလည်းပြန်လည်ဆင့်ခေါ်မယ်လို့ပြောလိုက်တဲ့ခဏမှာပဲဝင်ပလီတွေရဲ့မျက်လုံးတွေအစိမ်းရောင် aura ထားကပြန်လည်ရှင်းတန်လာကြပါတယ်အဲ့နောက်တော့ကိုတီညွန့်ကသူ့ဆွမ်းအားတစ်ခုဖြစ်တဲ့တူလုံရိတ်ခိတ်ခါကိုဆင့်ခေါ်လိုက်ပြီးမြေကြီးထဲကနေဂေရာတစ်ခုကအပြင်းပြင်းနဲ့တွန်းကန်ထွက်လာပြီးခြေလုံးနဲ့ပေါက်ကွဲတဲ့နဲ့အတူထွက်ပေါ်လာပါတော့တယ်အဲ့နောက်တော့ကိုတီညွန့်ငါးဆင်းရလုံလောက်အောင်မြင်မနေသည်ငါရဲ့မတိမျိုးစစ်တဲ့အတူရှိနေပြီးကာကွယ်ပေးမယ်ဆိုပြီးစောင်းမိုက်တဲ့အထက်နဲ့ပြောလိုက်ပါတယ်ကိုတီညွန့်ပြောနေအောင်တစ်ချိန်လုံးရက်ကြည့်နေကြတဲ့မိန်းကလေးသုံးယောက်ရဲ့ခေါင်းဆောင်မကလည်းတင်နေတဲ့မကောင်းဆိုးဝါးတွေကိုပြန်ပြီးအသက်သွင်းလိုက်တာပဲအမှန်တကယ်မင်းကဘာတူလဲလို့ထပ်မိနေရကြောင်းကိုတီညွန့်ကလည်းချိန်တန်သိပါလိမ့်မယ်ဆိုပြီးပဲပြောလိုက်ပါတယ်အဲ့နောက်မှာတော့ system တစ်ခုကပေါ်လာပြီးကဘာအဆင့်ရှိ Dial Win Play Boss ကထွက်ပေါ်လာမယ့်အကြောင်းကိုသတိပေးလာပါတယ်ကိုတီညွန့်ကလည်းဒါ boss ကိုတက်ရမယ့်အချိန်ပဲဆိုပြီးကြိတ်ပြီးပြောနေပါတော့တယ်အဲ့နောက်ကဏ္ဍရဲ့တနေရာမှာတော့အနီအောင်လျက်စီးချောင်းတွေထွက်ပေါ်လာပြီးကောင်းကင်ဘုံမှာအကွဲချောင်းတွေပေါ်လာပါတယ်အဲ့တော့စောင့်ကြည့်နေကြတဲ့စွန်သားသူတွေကလည်းအကြောင်းနဲ့တရားထွက်ပြေးနေကြတဲ့အချိန်မှာ boss ကလင်မြန်တဲ့အချိန်နဲ့ရောက်လာပြီးအကုန်လုံးကိုက်ပြတ်ဆက်တော့ပါတော့တယ်အဲ့ဒီပြေးနေတဲ့ထဲကကြောင်တောင်စွန်သားသူနှစ်ကောင်ကပဲလွတ်မြောက်ပြီးတော့ boss ကလည်းကြောက်တုံးကြားနေကြောက်လန့်နေကြတဲ့ချောင်းကြီးနေပါတော့တယ်Chapter 2ကိုတော့ဒီနားမှာပဲဆုံးသက်ထားပါရဲ့ဗျနောက်ပါရဆက်ဖြစ်သွားမယ်ဆိုတော့ Chapter 3မှာကြည့်ရမှာပဲဖြစ်ပါတယ်အသစ်တင်တိုင်း Border တို့ကြည့်ရှုလို့ရအောင်လို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်နောက်မှပြန်တွေ့ကြမယ်